အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တရုတ်ပြည်ချုံချင်းကိုရောက်နေရဖြစ်ပါတယ်ဒီက day 1 ဆိုတော့အပြင်ကိုရှောက်သွားမယ်တရုတ်စာတွေကိုစိတ်ချရှောက်ပြီးတော့စာကြည့်ပါမယ်ညတော့ကလေစိတ်ကနေဟိုတယ်ကိုမိုချီကညတနားခွဲလောက်မှရောက်သွားဆိုတော့ဒီက internet ပြဿနာပေါ့ internet ကဘယ်လိုဖြစ်လဲဆိုတော့ကိုရှိမှာ sync တော့ပါလာတယ်ဒါပေမဲ့အဲ sync က install လုပ်ပြီးတော့ချက်ချင်းသုံးလို့မရသေးဘူးပေါ့နော်ချက်ချင်းသုံးလို့မရတော့ကာသမာကိုလာကြွယ် driver ရှိရပေါ့မိုချီက street dog ကနေပြီးတော့ကာသမာကို book လုပ်သွားပြီးတော့စီးရဆိုတော့လေအဲ့ကာသမာအရင်သဘောကောင်းတယ်ပေါ့ကိုပြောတာကိုသူကနားမလဲဘူးဆိုပေမဲ့ wifi လို့ပြောလိုက်တာနဲ့သူနားလဲတယ်ဟိုသူရှိရ internet share လုပ်ပြီးတော့သုံးကမှဟိုတယ်မှာစောင့်နေတဲ့မိုချီတို့အမားတို့ခဲကိုဆက်သွယ်လို့ရတယ်ဒီခြုံချင်းလေစီကိုစပြီးတော့ဆင်းလိုက်ပြီဆိုတာနဲ့ကိုက wifi ရင်ဆုံးရှာကြည့်တာပေါ့အဲ့ဒီမှာ wifi ကဘယ်လိုမှရှာလို့မရဘူးသူတို့ရဲ့ဒါတရုတ်ပြည်ထဲဝင်သွားတာနဲ့ပါတယ်အဲ့လိုမျိုး block ထားတဲ့ system တွေရှိရတယ်အဲ့ဒီ system တွေကိုကြောခွာပြီးကိုကသုံးလို့လည်းမရနိုင်ဘူးမရနေတော့အရင်ဒုက္ခရောက်တဲ့ airport တွေကိုရောက်ထားနေသူတို့ဘယ်လိုမှဆက်သွယ်လို့မရတော့လေလူချီကဝယ်သွားတဲ့ဟာကျတော့ eSIM ပေါ့နော်အဲ့ eSIM ကလေစိတ်တက်ရောက်လို့ရှိရင် QR code ကိုဖတ်ပြီးတော့ချိန်လို့ရတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ airport တွေမှာ wifi က free မပေးထားတော့ကိုယ့်ရဲ့ QR code ကိုဖတ်လို့မရဘူးဖြစ်နေတာပေါ့နော်အခုကတော့ hotel အပြင်ဘက်ကိုရောက်ပါပြီအဲ့ hotel အပြင်ဘက်ကိုရောက်တော့မိုချီတို့3ယောက်မှာဒီ China Map ပေါ့လေအဲ့ဒီဟာကို download ဆွဲလာတယ်ဆိုပေမဲ့သူ့ရဲ့ဒီ China application ဖြစ်နေတဲ့အတွက်ဒီ China language တွေကထွက်လာတယ်ပေါ့ English လို့ပြောင်းမရဘူးဖြစ်နေအဲ့တော့မိုချီတို့သွားရတာတော်တော်လေးဒုက္ခရောက်နေတယ်လောလောဆယ်ပေါ့လေအဲ့တော့အချိန်ဦးတရပဲရှောက်သွားကြည့်ကြမယ်ဒီနေ့ကဝေတာကအရင်ကြီးမပူဘူးအရင်လည်းမအေးဘူးဒါပေမဲ့မိုချီကသူတို့ရှိမှနည်းနည်းအေးမဲ့ထင်ပြီးတော့အင်ကြီးလက်ရှိတွေအဲ့လိုအထူတွေနည်းနည်းပါသွားတယ်ပေါ့နော်ပါသွားတော့အပြင်ထွက်တော့ဒီနေ့25 degree လောက်ရှိတယ်ဒါမဆိုးလို့ပြောရမယ်ပေါ့နော်အရင်ကြီးမပူအရင်မအေးအရှင်တော့ဒီ China ကိုထင်ခဲ့မိတာအရင်ညစ်ပတ်တယ်လို့ထင်ခဲ့မိတာပေါ့နော်အဲ့လိုလမ်းဘေးတွေမှာဆိုလို့ရှင်လည်းပဲသူတို့လိုတွေတွေထွေးတယ်ဒီတိုင်းပဲတည်မလားအမိုက်တွေလည်းဖြစ်တယ်ကိုအဲ့လိုမျိုးထင်ထားတာဒါပေမဲ့တကယ်ရောက်သွားတဲ့အချိန်ကျတော့ဒီခြုံချင်းကလမ်းဘေးတွေမှာဆိုလို့ရှင်လည်းပဲဒီ highway လမ်းမှာလာလူတွေအများနဲ့သွားလာဖြတ်တန်းနေတဲ့လမ်းတွေပေါ့နော်အဲ့ဒါတွေကိုသူတို့ကမနေ့တိုင်းတန်းရှင်းရေးတွေလုပ်တယ်ပြီးလို့ရှင်အဲ့လိုအမိုက်တွေကစာလမ်းတွေပေါ်မှာမရှိနေဘူးပေါ့နော်တော်တော်လေးကိုတိုးတက်လာတာလို့ပြောရမယ်အခုကမိုချီတို့ကဘယ်သွားနေရလဲဆိုတော့လီစဘာလို့ခေါ်တဲ့ station ကိုသွားနေရပါဒီနေရာကဘာထူးခြားလဲဆိုတော့ဒီလူနေအဆောက်အအုံတိုက်ကြီးတဲ့ကိုရထားဖြတ်သွားတဲ့နေရာပေါ့အဲ့ဒါအရင် trend ဖြစ်ပြီးရန်နာမည်ကြီးပေါ့နော်ခြုံချင်းဆိုလို့ရှိရင်အဲ့နေရာကိုအခုသွားနေရပါအဲ့မှာတခုဘာကောင်းလဲဆိုလို့ရှိရင်နေရာတိုင်းမှာအဲ့လိုအရင်ထူးဆန်းတဲ့နေရာတွေပေါ့လေအဲ့လိုမျိုးပဲပြောလိုက်တော့မယ်ပေါ့နော်အဲ့လိုနေရာတွေဆိုလို့ရှိရင်တို့ကဓာတ်ပုံဆရာတွေကင်မရာဆရာတွေအဲ့လိုထောက်ရှောက်ရှိနေတယ်ဆိုတော့တို့ကဘယ်လိုဓာတ်ပုံရိုက်ရမလဲဆိုတော့တို့ကသိတယ်အဲ့တော့ချွမ်းတရားတို့ဘာလို့လိုမျိုးပေးရတယ်ပေါ့နော်ပေးတယ်ဆိုလို့ရှိရင်တို့ကဓာတ်ပုံ3-4ပုံတော့လို့ဗီဒီယိုတို့အဲ့လိုမျိုးတွေတို့ရိုက်လို့ရတယ်သူဈေးနှုန်းနဲ့သူပေါ့နော်အဲ့တော့မိုချီတို့အိမ်မှာဗီဒီယိုတွေရိုက်လာခဲ့ပါတယ်အခုကတော့ဘိုက်ဆာလုံးနေ့လည်စာစားမယ်ပေါ့နေ့လည်စာစားတာလည်းပဲအမှန်ဒီ Lisbon Station အနီးနားမှာရှိနေတဲ့ဆိုင်ကိုရှားလိုက်တာပေါ့နော်မြေပေါ်မှာတကယ်ထွက်လာတဲ့နေရာအရန်တနိုင်ဝက်လောက်လာမသိသွားလိုက်ရတယ်အဲ့ဒီဆိုင်ကြီးဖြစ်နေတာပေါ့နော်သူကဆိုင်ခွဲတွေကအရင်တော့ဒီ Lisbon Station နားမှာရှိရဆိုပေမဲ့အဲ့ဒီဆိုင်ခွဲကတခြားနေရာပေါ့နော်အဲ့ဒီခက်လန်နေရာကိုရောက်သွားပါအဲ့ဒါလေးဘာဖြစ်လို့ရောက်သွားလဲဆိုတော့မိုချီတို့ကဒီသူတို့ China ရဲ့မြေပုံဖြစ်တဲ့ AMAC ကိုပထမသုံးတယ်ပေါ့နော်သုံးတော့အဲ့ဒီမြေပုံကတရုတ်လိုတွေပဲထွက်လာနေတော့ language ကပြောင်းလို့အဆင်မပြေနေဘူးအဲ့တော့ Google Map ကိုသုံးလိုက်တာအဲ့မှာ Google Map ကဘာပြဿနာပေးလဲဆိုတော့ကိုသွားချင်တဲ့နေရာကိုတော့သူတို့ကGoogle Map မှာတွေ့တယ်ဒါပေမဲ့တကယ်ရောက်သွားရင်အဲ့ဒီနေရာတလွဲကြီးတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့အဲ့မိုချီတို့မှာအဲ့မြေပုံကြည့်နေရတဲ့ပြဿနာတော်တော်ဆိုးသွားတာ
ပြီးတော့နောက်တစ်ခုကအဲ့ဒီဟိုဆိုင်ပေါ့လေအဲ့ဒီနေ့လည်စာစားမယ်ဆိုရဲဆိုင်ကိုသွားလိုက်တာပေါ့နော်တကယ်ကတော့ချင်းစင်းနဲ့စက်သားနဲ့လုပ်တဲ့ဆိုင်ပေါ့နော်ချင်းစင်းကိုထည့်ပြုတ်ထားတယ်ပြီးတော့အဲ့သူတို့ရဲ့ဗာလဲဟိုကြက်အမလားအဲ့ဒီကြက်အမကိုထည့်ပြီးတော့ချက်ထားတဲ့ဟာကိုမိုချီတော့စားကြတယ်ဒါပေမဲ့လာချတဲ့အချိန်မှာအပေါ်မှာစီတွေရတယ်တအားများတယ်အဲ့ခြုံချင်းကဖင်းနေရမစိုးဖဲဆိုင်မစိုးလို့စီတွေတအားများတဲ့နေရာပေါ့နော်သူတို့အရန်စီထားလာတော့မသိဘူးမဲ့အဲ့ထဲကစက်သားတော့ချင်းစင်းတို့တော်တော်လေးဆယ်ပြီးတော့စားလိုက်ခဲ့ရတယ်အခုကမိုချီတော့စတောက်ပြီးတော့အဲဆိုတော့မြို့တွေကိုပြန်လာတယ်ပေါ့နော်ပြန်လာပြီးတော့ဒီမှာတကယ် shopping ထွက်တဲ့နေရာတွေဒါခြုံချင်းမြို့တွေကမပြောလို့ရတဲ့နေရာကိုအခုရောက်နေရပါခုကခြုံချင်းမှနာမည်ကြီးတဲ့ The Rainbow ကိုသွားဖို့ရှာနေရပေါ့နော်အဲ့မှာရှာနေတော့မြေပုံကြည့်နေကြတာပါကြည့်တော့မြေပုံကလဲနေရပေါ့ဟိုက Google Map နဲ့ပဲကြည့်လိုက်တော့အဲ့တော့အဲ့မှာဘယ်မှာလဲဆိုတာရှေ့မှာလားနောက်မှာလားတောင်မှာလားမြောက်မှာလားအဲ့ဒါတဲတဲ့ရှာနေကြတာပါရှိတာ3ယောက်ကိုဖုန်း3လုံးနဲ့ကြည့်တော့အမတယောက်တစ်မျိုးစီထွက်လာနေရပေါ့နော်သူကမြေပုံမှာပြထားတာ3 minute around လို့ပြထားတယ်ဒါပေမဲ့တကယ်တခြားလူကိုသွားပြီးတော့ဒီ area မဟုတ်ဘူးလို့ပြောရဲပေါ့နော်အခုရောက်နေတဲ့ဒီ street ကနေလိုက်ပြီးတော့နိုင်ဝလာမသိဘူးအဲ့ဒီကိုဆက်သွားရတယ်ပေါ့နော်အဲ့ဒီနေရာမှာရှိရတဲ့အဲ့တော့တလွဲကြီးဖြစ်နေပါတယ်အခုရောက်နေတဲ့ဒီအဆောင်ရှေ့ရဆိုလို့ရှိရင်သူကဒါတူပုံစံအနေနဲ့လောက်ထားတဲ့အဆောင်ပေါ့နော်အပေါ်မှာဒါတူပုံစံတွေကိုထပ်ထားတယ်အဲ့ chopstick တွေကိုထပ်ထားပြီးတော့စောက်ထားတဲ့အဆောင်မှာအဲ့ဒါလည်းပဲခြုံချင်းမှာအရင်နမိတ်ကြီးရဲ့အဆောင်တွေမှာပါပါတယ်အခုဆိုရင် The Rainbow ကလည်းမရောက်သေးဘူးပေါ့နော်မရောက်သေးဘူးဆိုတော့ဓာတ်ပုံတွေပဲလမ်းမှာရောက်ကြတာပေါ့အဲ့တော့မှလမ်းဘေးမှာဓာတ်ပုံတွေပေးရိုက်ပါတယ်ပြီးလို့ရှိရင်ခဲဟိုကလည်းမှာ post တွေပေးပြီးတော့ဓာတ်ပုံရိုက်ပေးနေများနေကြပါတယ်အခုဆိုရင်ခြုံချင်းမျိုးလေကောင်ကနေပြီးတော့ The Rainbow ရှိရအောင်ရောက်ရှိလို့လာပါပြီဒီနေရာကိုရောက်ဖို့ taxi နဲ့နိုင်ဝက်လောက်ထပ်ပြီးတော့သွားခဲ့ရတယ်ပေါ့နော်အခုနောက်ဆုံး finally မှာရောက်သွားပါပြီ The Rainbow အဲ့နေရာကိုဘာဖြစ်လို့သွားချင်တာလဲဆိုတော့သူကစင်ကာပူမှာရှိတဲ့ Cloudy Forest ကိုသူက inspire ရှူပြီးတော့ဒီ mall တစ်ခုလုံးရဲ့အောက်ထဲမှာဒီတစ်ပင်နေနဲ့အဲ့လိုမျိုးပေါ့နော် adventure ပုံစံမျိုးထွင်ပြီးတော့သူကတိဆောက်ထားပေါ့နော်အဲ့ဒီနေရာအသက်ပုံစံမျိုးဆိုတော့သူကအဲ့ဒီနေရာကြီးကဆွဲဆောင်မှုရှိနေတာပေါ့ဆိုတော့အဲ့ဒီနေရာကိုတော်တော်များများလဲသွားတယ်ရမ်းလဲလှတယ်ထဲရောက်တော့လေ
ကဲအခုဆိုရင်မိုချီတို့ The Rainbow ကိုလည်းတော်တော်ကြီးပတ်ပြီဆိုတော့ဟိုတယ်နားကိုပြန်ပါမယ်ဟိုတယ်ရဲ့နားမှာဒီညာဈေးတန်းလေးတွေရှိရပေါ့နော် street food တွေရောက်နေတယ်အဲ့ဒီမှာအသီးနှံတွေဝယ်ပြီးစားပါမယ်